ဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်ဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမပြည်သူတွေပေါ်မှာတည်တယ်ပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်ဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမကဒီလိုအနှစ်20ကျော်ရပ်တည်နိုင်တာပြည်သူရဲ့ထောက်ခံမှုကြောင့်ပြည်သူရဲ့ယုံကြည်မှုကြောင့်ပဲနောက်ပြီးတော့ကျမရဲ့ပြည်သူပေါ်မှာထားတဲ့ယုံကြည်မှုကြောင့်ဖြစ်တယ်ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေဟာဒီနိုင်ငံကိုတိုးတက်အောင်လို့လုပ်နိုင်တဲ့အရေးချင်းရှိတယ်ဆိုတာကိုကျမယုံကြည်တယ်အဲ့ဒီယုံကြည်ချက်မရှိရင်ကျမဒီအလုပ်လုပ်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကဲဆိုတော့ကျမတယောက်ထဲရပဲဒီခါလေးဖြစ်စေဆိုပြီးတော့ဖြစ်အောင်လုပ်ပြီးတော့ဒီမိုကရေစီရအောင်လုပ်နိုင်တယ်ပဲဆိုတော့ဆက်ပြီးတော့ထိမ့်သိမ်းသွားမှာပြည်သူတွေပဲကျမလည်းအိဋ္ဌာတရားအရာဒီနေ့တစ်ချိန်ခါမှာရှိတော့မှာမဟုတ်ဘူးအဲ့ဒီတော့ဒီလိုအချိန်ခါမှာဆက်ပြီးတော့ထိမ့်သိမ်းနိုင်မဲ့ပြည်သူတွေရှိမှလုပ်ရကြုံတော့မှာဒါကြောင့်ကျမဒီမိုကရေစီလှုပ်ရှားမှုမှာဘယ်တော့မှစိတ်ကမရင်းမရိုင်ပဲလုပ်ခဲ့တယ်ဆိုတော့အခြေခံအားဖြင့်ကျမတို့ရဲ့ပြည်သူလူထုပေါ်မှာကျမယုံကြည်မှုရှိလို့ပဲဒီနှစ်40 50အတွင်းမှာကျမတို့ရဲ့ပြည်သူတွေရဲ့အင်အားတွေကကျသွားတယ်။ကျသွားတာလည်းအုပ်ချုပ်မှုစနစ်မဟုတ်လို့ပေါ့။ဒါပေမဲ့လည်းဒီအုပ်ချုပ်မှုစနစ်မမှန်ကန်တာဟာမမှန်ကန်တဲ့အုပ်ချုပ်မှုစနစ်တစ်ခုဒီနိုင်ငံမှာအကြာကြီးခံသွားတာမှာပြည်သူတွေမှာလည်းကြောက်ဝဲမကင်းဘူးနော်။အဲ့ဒီဟာကိုကိုယ့်ဘက်ကိုပြန်ပြီးစဉ်းစားရတယ်။ကိုခံလို့လည်းဒီလိုဖြစ်တာ။အဲ့တော့မခံတဲ့ကိစ္စကိုမခံရဘူး။တင်းကြီးခံတယ်ဆိုတာခံတဲ့ကိစ္စမှာခံရတယ်။နောက်ကျွန်မတခုပြောချင်တာကကျမတို့လူသားတွေဆိုတာကကိုယ်ကနေပြီးတော့ကြောနိုင်တဲ့အချိန်ခါမှာနည်းနည်းကြောခြင်းတယ်။ဟောအခွင့်အရေးယူခြင်းနဲ့အာဏာပြခြင်းနဲ့အင်အားပြခြင်းနဲ့အဲ့ဒီလိုစိတ်ဓာတ်တွေမမွေးကြပါနဲ့။ခံတဲ့နေရာမှာခံတယ်ဆိုတာပြပြတောင်ပြောဖို့ပါတယ်လူရဲတာတတ်တည်ဖို့ခံရဲတဲ့ဟာတတ်တည်ဆိုတာအဲ့ဒါလေကျမဆာမတ်ကိုမကြီးတော့ကျမဒါကိုရှင်းပြပါတယ်ခံရဲတာတတ်တည်ဆိုတာအမြဲပဲဘုံပြီးခံရမှာကိုပြောတာမဟုတ်ပါဘူးကိုလုပ်တဲ့အလုပ်မှာဘာအလုပ်ပဲဖြစ်ကံကိုင်းအကျိုးဆက်ဆိုတာရှိတာကိုလုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့အကျိုးဆက်ကိုခံရတဲ့တတ်တည်ကိုပြောတာဒါပေမဲ့တတ်တည်ဆိုတာပညာနဲ့ရှင်တွဲမှာမှန်ကန်တဲ့တတ်တည်မျိုးဖြစ်ပါပါပညာနဲ့မရှင်တွဲလို့ရှိရင်မယူရပဲဖြစ်ပါဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်နိုင်ငံဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်